ဒီအားလုံးပဲမင်္ဂလာပါကျွန်တော် MFD ရမှာတောက်ကြနေညအတွက်စိတ်ကြိုက်3သင်းပေါင်းကိုပွဲချုပ်3သင်းချက်လေးလုပ်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရွေးချယ်ခဲ့တဲ့ပွဲက German 2တွေကတပွဲပါပါတယ်ဒီညမှာ German Bundesliga 2က2ပွဲရှိပါတယ်ရင်ဘက်ကကျွန်တော် follow အတိုင်းပဲ German 2တော့ဖြစ်တယ် German 1တော့မဟုတ်ဘူးဆိုပြီးတော့တောက်ကြ follow တိုင်းကို over 2.5 ကိုရွေးချယ်ခဲ့တယ်ဒါပေမဲ့ Z1 နဲ့ပဲဟာသာပါလင်ဝချန်နဲ့ဟာသာပါလင်အဝေးကွင်းကနေ Z1 ဖြစ်တယ်ပေါ့နော်ဒီညမှာဘိုချန်ပြန်လာတယ်ပြန်ပြီး over 2.5 ပေးသွားမလားဒါမှမဟုတ်နောက်တစ်ပွဲ Hostinki နဲ့စိတ်ပေါ်လီပွဲမှာ -20 3လုံး80ပေါ်ရီဈေးက1-2-1ထိပေးလို့ရတဲ့အနေအထားမျိုးသူပဲကျွေးသွားမလားတပွဲတော့ပေါ်ပေးမယ်ထင်တယ်ဗျတောက်ကြအရင်ဘက်ကမပေါ်ထားတော့လေ brother အဲ့တော့ပထမဆုံးပွဲကဘိုချန်ပွဲရှိတယ် -20 3လုံး50ပဲဗျသူလည်း1-2-1 formula ရှိတယ်ဗျသူကတော့နည်းနည်းလေးကိုပေါင်းစီပိုးတောင်းပြင်းသေးတယ် Hostinki ကတော့စိတ်ပေါ်လီနဲ့ -20 3လုံး80သူလည်း1-2-1 ပေးလို့ရပြန်ရောbrother အဲ့တော့ကြိုက်တဲ့ပွဲကိုဆက်လက်လုပ်လို့ရတယ်ကျွန်တော် Hostinki နဲ့စိတ်ပေါ်လီကို over 2.5 ရွေးချယ်ပေးထားပါတယ်ဘာကြောင့်ရွေးချယ်လဲဆိုရင်ကျွန်တော်နောက်ဆုံးတွဲဆုံမှုနှစ်သင်းလုံးက1-1ကျထားတယ်ပထမပိုင်းနောက်ဆုံးတွဲဆုံမှု9ချိန်ဆက်မှာပထမပိုင်းတွေကအနည်းဆုံးတကိုးလာတဲ့အတွက်ဒီပွဲမှာလည်းပထမပိုင်းကိုမျှော်လင့်ထားတယ်နောက်ဆုံး9ပွဲဆက်မှာ4ပွဲဒီ9ပေါင်းအပေါ်ဖြစ်ထားလို့ကျွန်တော် over under 2.5 လေးဖြစ်တာတော့ over 2.5 ကိုလည်းနည်းနည်းလေးပို့ပြီးနှစ်သက်တယ်နောက်ပြီးကျွန်တော် Asian Hostinki ကနောက်ဆုံး10ပွဲဆက်ထိ over 2.5 ကစားထားတယ်ဗျဒါကြောင့်မလို့အချိန်မီတစ်လုံးကသုံးနိုင်တဲ့အနေအထားမျိုးရှိတယ်လို့ယူဆတယ်အဝေးကွင်းကလည်းနောက်ဆုံးပွဲစိမ့်ပေါ်လီကဒါ Gruda Fan နဲ့1-1ကျထားတဲ့အတွက်ဒီပွဲကကျွန်တော်တို့ have to have ရတဲ့နောက်ဆုံးပွဲ1-1စိမ့်ပေါ်လီနဲ့ Gruda Fan မှာလည်းအဝေးကွင်းနောက်ဆုံး1-1ဖြစ်တဲ့တော့မတော်တဆသူပေးချင်လာတဲ့1-1မျိုးတာဖြစ်သွားစီရှိတော့အချိန်မီ over 2.5 ဖြစ်ကောင်းဖြစ်နိုင်ကြီးရှိတယ်စိမ့်ပေါ်လီနောက်ဆုံး2ပွဲကလည်း double champ တရေကြီးကျထားတဲ့အတွက်ဒီပွဲမှာ double champ ဖြစ်ကောင်းဖြစ်နိုင်ကြီးများတယ်1-2-1ချိုးလို့ရတဲ့အတွက်ကျွန်တော် Hostinki နဲ့စိမ့်ပေါ်လီကို over 2.5 ရွေးချယ်ပေးထားပါတယ်နောက်ပွဲကကျွန်တော်ဥပါဒံပေါ့နော်ဒါမဖြစ်မနေကျွန်တော်တို့ဒီနေ့ညမှာထဲသွင်းစဉ်းစားမဲ့အသင်းကောင်းအသင်းကဥပါဒံနဲ့ဘလဘန်းပေါ့နော်ကျွန်တော်လေ့လာပေးပါမယ်လက်ရှိဈေးမှာတစ်လုံးသေး3လုံး86ဒါမနေ့ကကျွန်တော်တို့ဟမ်ဘာပိုင်းဖြစ်မယ်ဗျတစ်လုံး20 3လုံး80 3လုံး80ဆိုဒါ2စီးလောက်ပေးရမှာမပေးသွားဘူး C1 နဲ့အနီထုတ်ပြီး C1 နဲ့ဝေးကွင်းနိုင်သွားတာဖြစ်တယ်အဲ့တော့ဒီလိုကြေးမျိုးကတကယ်တမ်း2စီးမျိုးပေးရမှာဘလဘန်းကကိုရနိုင်ရှိမရှိတော့ကြည့်ရမယ်နောက်ဆုံးတွေ့ဆုံမှုကဝူဘာတန်အဝေးကွင်းမှာတစ်လုံး90ပေးခဲ့တဲ့အတွက်အိမ်ကွင်းကနေဆိုရင်ဒါ2025မှာဘလဘန်းကို C2 နဲ့နိုင်ပြီးတော့အဝေးကွင်းကနေတစ်လုံး90ပြီးတော့အိမ်ကွင်းကနေဆိုရင်တစ်လုံးတည်းတစ်လုံး90အရှုံးလောက်ထိပေးရမှာနည်းနည်းတော့ကြေးပြော့တာပေါ့ brother နော်အဲ့လိုတော့နောက်ဆုံးကြေးနဲ့တွက်မယ်ဆိုရင်တော့နည်းနည်းတော့ပြော့တယ်ဗျအိမ်ကွင်းဖောင်နဲ့ကြီးပဲဆက်လက်မှတ်မယ်ဆိုရင်အခုပေးလာတဲ့တစ်တည်းရအရန်ပြင်းနေဗျအရင်တော့ပေးခဲ့တဲ့အိမ်ကွင်းဖောင်တွေနဲ့ကြည့်ရင်2019 16 14 13 12မှာပေးခဲ့တာတွေက -50 ဒဲကြေးကြီးပဲပေးခဲ့တာအဲ့တော့ဒီပွဲကအချိန်မီဒါအေရှင်ကြေးပြင်းလာတဲ့အတွက်ဒါနည်းနည်းတော့အချိန်မီကိုရနိုင်ခြေရှိပြီးတော့အနိုင်ရရှိဖို့ခွန်လန်းကြီးတော်တော်လေးများတယ်လို့ယူဆလို့ရမယ့်အနေအထားမျိုးဖြစ်နေတာပေါ့ brother နော်ဒါ Z2 ကတော့မကြိုက်ဘူးပေါ့နောက်ဆုံး Z2 ပြီးထားတော့ဒါသူပေးချင်တာတော့တစ်လုံး20နဲ့3လုံး60 90ဆိုရင်ဒါ 2Z မျိုးပေးချင်တာ 2Z တော့နည်းနည်းတော့ခွန်လန်းနည်းသွားတယ်နော်တခြားရက်လက်ကိုကျွန်တော်ကြည့်ကြအောင်ရိုဘာနောက်ဆုံးပွဲက Pop Face နဲ့လည်း 3Z Racing Sanga နဲ့လည်း 3Z ရိုက်ထားတယ်Doncaster Rover နဲ့ Z2 ခြေစမ်းပွဲတွေမှာတော့ရလက်လေးကောင်းပြီးပုံစံကောင်းလေးတော့ဖြစ်နေတယ်ဒါတန်းဆင်းရတယ်ဆိုပေမဲ့နောက်ဆုံးကန်ခဲ့တဲ့4ပွဲ5ပွဲမှာတပွဲပဲရှုံးထားတယ်ဆိုစီတက်ကို 1-2 နဲ့အဲ့တော့ BDS က3ပွဲရှိပြီးမပါတာဗျအချိန်ပဲ BDS လည်းဖြစ်ကောင်းဖြစ်နိုင်ကြီးရှိတယ် theory ဘိုင်းကျွန်တော်ထည့်သွင်းစဉ်းစားမယ်ဆိုရင်အဝေးကွင်းကို Black Band ကိုကြည့်ကြည့်အောင်အဝေးကွင်း Black Band နောက်ဆုံး5ပွဲမှာ3ပွဲထီတော့နိုင်ထားတယ်ဗျတပွဲသက်ရည်တပွဲရှုံးထားတယ် Nottingham Forest ကိုတော့ရှုံးထားတယ်ဒါခြေစမ်း short တက်လို့တော့မရဘူးပေါ့ပထမဆုံးပွဲတွေကပြည့်ရဲ့အတိုင်းပဲဒါပြင်ဆင်လာပြီးတော့တက်ကြွလာတဲ့အနေအထားမျိုးတွေရှိကြတာဟုတ်ပထမဆုံးအနေအထားဥပါဒန်လေးနည်းနည်းတော့ခက်ခဲနိုင်တဲ့အနေအထားမျိုးပဲဗျဒါ sorry ဒါမဲ့နောက်ဆုံးပေးခဲ့တဲ့ကြေးတွေနဲ့ဆိုင်ရင်မနစ်ကဝေကွင်းပေနဲ့ဆိုင်ရင်တော့နည်းနည်းပြော့တယ်အိမ်ဝင်းတီးတက်ကြေးနဲ့ပြန်တွက်မယ်ဆိုရင်နှစ်တော့နည်းနည်းကြာသွားပြီတလုံးတည်းဆိုတာဒါအမြင့်ဆုံးစီးတန်းဖြစ်နေတယ်အနေနဲ့တော့စိတ်ဝင်စားတယ်အင်ရှင်လည်းဖြစ်တယ်ဘလဘန်ကြာရှည်တောက်ခံမယ်လို့တော့ကျွန်တော်မထင်ဘူးဗျတလုံးတည်းနဲ့3လုံး80ဆိုတာဘာပဲပြော brother 1C 2C တော့အနည်းဆုံးသွားမယ်ဘလဘန်ကိုရရင်2-1အနည်းဆုံးတော့အနိုင်သေးကြဖို့များတယ်လို့ကျွန်တော်ယူဆမိတယ်ဗျနော်โอเคပါဒါဆိုရင်ကျွန်တော်နောက်ထွဲသွားမယ်ဒီပွဲကိုကျွန်တော်ဝူဘာတန်ဘော်ဒီပဲရွေးချယ်ပေးပါတယ်ဝူဘာတန်အနိုင်ရွေးချယ်ပေးထားပါတယ်ဗျနော်နောက်တစ်ပွဲကကျွန်တော်တို့ပေါ်တူဂီလီထက်ပေးမယ် Sporting CB နဲ့ Victoria ဒါ
ဒါဘာကြောင့်မလဲဆိုတော့ Sporting CP ပွဲမှာကျွန်တော်တို့ဒီအခုကံမှာကကျွန်တော်တို့ပွဲစဉ်2ပဲပြောပါတော့ပွဲစဉ်1မှာကျွန်တော်တို့နောက်ဆုံး4ပွဲဆက်အထိအထက်ကြီးပေးမထားဘူးဗျပေါ်တူဂီလိမှာနောက်ပြီးကျတော့ Sporting ရဲ့လက်ရှိကြေးကိုတစ်ချက်ကြည့်ကြအောင်စတင်ကြေးကတော့နှလုံး90ပဲဗျလက်ရှိကြေးကလည်းနှလုံး80နှလုံး80ဆိုတော့နှလုံး90ပဲပြောပါတော့ကိုပေါင်းသေး3လုံး10ကိုပေါင်းသေးကတော့နည်းနည်းတော့ကျလာတယ်ကိုပေါင်းသေးကျလာတယ်ဆိုတော့3လုံး100လောက်ကနေ3လုံး90ထိကျလာတယ်အခုလက်ရှိဆိုရင်3လုံး10ထိတောင်ကျတယ်နှစ်ချက်ရှိတော့တစ်ဖက်တင်ကိုရနိုင်ကြီးနဲတယ်ဆိုရင်တော့ဒါ2စီပေးချင်တာပေါ့ Sporting ကိုတစ်ဖက်တင်ကိုရနိုင်ကြီးရှိရင်တော့200ပေါက်ကြောက်ရတယ်ဒါပေမဲ့ဒါမနီကဘက်ဆက်တက်လာမသိ1စီပဲပြီးတယ်သဘောတရားနော်အဲ့တော့ဒီနေ့ညမှာ Sporting ကကြည့်အောင်တင်ပြီဘာကြောင့်လဲဆိုတော့list ဒီပွဲစဉ်1မှာနောက်ဆုံး4ပွဲဆက်ထပ်ကြီးပေးမထားပွဲစဉ်1တွေကတော့အစောကထည့်သွင်းပြောကြားသလိုပေါ့အားလုံးကဟိုတက်ကြွနေတဲ့ချက်ဖားတွေဖြစ်နေဗျာတူကိုတချို့သင်းတွေကြောင့်လည်းတည်ငြိမ်မှုမရှိသေးဘူးပြန်တီဆော်တော့အသင်းကြီးတွေနေနေအသင်းသေးတွေနဲ့တော့တက်ကြွနေတဲ့အနေထားမှာအမှတ်ကိုရအောင်ယူမယ်ဆိုပြီးတော့ခံတာပဲတိုက်စုဖွင့်တာပဲပထမဦးဆုံးပွဲစဉ်တွေကတော့အနေများတယ်ပေါ့နော်ဒါပေမဲ့အခုကဒုတိယပွဲစဉ်ဆိုတာဒါ Sporting အိမ်ခွင်းမှာတော့အမှတ်ယူတင်တယ်အရင်ပွဲကလည်းတူကြထားတဲ့အတွက် Sporting အနိုင်သေးကြဖို့အခွင့်အလမ်းတော်လေးများပါတယ်အဲ့တော့ Sporting Volley ကိုရွေးချယ်ပေးပါတယ်โอเคပါဒါကျွန်တော်ရွေးချယ်တဲ့3သင်းကကျွန်တော် Sporting Volley Sporting CP Volley ပေါ့နော်ဥပါဒန်ကို risk ယူထားတယ်ဒါအနိုင်လောက်ထိကြိုက်သေးတဲ့အတွက်ဒါရူဘာဒန် Volley ပဲဆက်ရွေးထားပါတယ် Hostinki နဲ့ Symboli ဂျာမန်တူတဲ့နှစ်ပွဲရှိတဲ့တပွဲတော့ပေါ်နိုင်တယ်ကျွန်တော် Hostinki over 2.5ရွေးချယ်ပေးထားပါတယ်3သင်းပေါင်းမှာကျွန်တော်ရဲ့ VIP ဆက်သွယ်ခြင်းတွေဆိုရင်ငွေကြေးတစ်ပြားတစ်ချက်မှပေးတရားမလိုပါဘူးကျွန်တော်2020ခွင်ဘောလုံးရာသီတစ်နှစ်စာကိုကြိုက်တဲ့အကောင့်ဖွင့်အားပေးတာနဲ့ကျွန်တော် VIP group တည်တံ့လေးချပေးပါမှာဖြစ်ပါတယ်အားပေးတော့ကျေးဇူးရန်တင်ပါတယ်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ကျွန်တော် MFD ရနာပါ